ကျွန်တော်နိုင်ငံအရာတွေတခြားနိုင်ငံအားတွေကလင်းနေထားပြီပေါ့နော်ဒီဗီဒီယိုတွေဓာတ်ပုံတွေရိုက်ကြတာဖြစ်ပါတယ်ဒီနေ့ကတော့ကိုရီးယားနိုင်ငံရဲ့ဗုဒ္ဓဘာသာနေ့ဖြစ်ပါတယ်ဒါဗုဒ္ဓနေ့ပေါ့နော်ဘူချောနီဥချီနာဆိုတဲ့နေ့ကိုကျင်းပတာဖြစ်ပါတယ်ဒါညကတော့မီးပုံးပွဲတွေနဲ့တဲ့လေတယ်ပေါ့နော်နေခင်းရောက်ရင်တော့ဒီနိုင်ငံတကာအစားအစာတွေနဲ့ဒီကိုရီးယားနိုင်ငံမှာရှိတဲ့အရာတွေကိုရိုးရာတွေပေါ့နော်တက်ခင်းအခမ်းပြပြီးတဲ့နေရာဖြစ်ပါတယ်ဒါကတော့ဂျုံကဲရောက်မှာပေါ့နော်ဒါနှစ်တိုင်းကျင်းပပါတယ်ကျွန်တော်ဒီမှာကျွန်တော်နိုင်ငံလေးပြထားတဲ့အရာရှိရပေါ့နော်ကျွန်တော်အဲ့အရာကိုရိုက်ပြီးပြပေးပါမယ်ကျွန်တော်နိုင်ငံကတော့ဘာအောင်တော့ဒီဘက်မှာအစားအစာတွေလည်းတက်ခင်းနေပေါ့နော်ကျွန်တော်တို့ရဲ့နိုင်ငံအရာတွေပသိမ်ကြီးတွေပေါ့နော်ဟိုမှာကျွန်တော်နိုင်ငံအလံပါဒါတော့ဒီမှာကျွန်တော်နိုင်ငံပေါ့နော်ပသိမ်နေနဲ့ဒီမှာကျွေးမွေးတဲ့အရာတွေလည်းရှိပါတယ်ဒါတော့ဒီမှာဒီနိုင်ငံတခြားနိုင်ငံအားတွေဒီမှာဓာတ်ပုံတွေရိုက်ကြရပေါ့နော်ပသိမ်ကြီးမနေ့ကလည်းပသိမ်ကြီးနေပေါ့နော်ကျွန်တော်နိုင်ငံတကယ်အခမ်းပြသပေးတာပါကျွန်တော်ဒီဘက်မှာတော့နေပေါ်ဖြစ်တယ်ပေါ့နော်ဖျားဆင်းတွေလည်းပြပေးပါတယ်ပသိမ်ကြီးပေါ့နော်ပြီးရင်တော့ကအောင်ပါပါတနခါးရလည်းလင်းလို့ရရပေါ့နော်တနခါးရလည်းရှိပါတယ်စားတာဘာသာရလဲကျွန်တော်ပြမယ်နော်စားတာတစ်ချက်ပြမယ်နော်ဒါဟောအငိမ့်မင်းသမီးလည်းပါပါတယ်ကအောင်ပါနော်အငိမ့်ကအောင်ပါပါဒီမှာဟောဒါမဲ့ဒါရတူပါတော့လေမချူရလို့ရပါလို့ရတူလို့ပေါရခိုင်းတော့ပါဒီမှာလက်ဖက်ကြီးကြည့်ပါတယ်ပဲချမ်းပေါ့နော်ဒီမုတ်ကျွေးမယ်တော့မုတ်တယ်ညာမုတ်ကျွေးလောကဘလောကငါတို့မနော်ပကမ်းမြော်သေးပြီလေတိန်းတော့မှာမုတ်ပြလိုက်ပါမုတ်ပြလိုက်လောကရတော့ရမရသေးဘူးလေပြဖြေးဟောဒီမှာစနုံမကင်းနေရောဟောဆုံးရှိပါတယ်ဆုံးရှိရဲ့ခင်ဗျာကောင်းကြီးမချိတာတော့ပေါ့လာခဲ့ပါနောက်နေ့ရောက်ကိုရီးယားမှာရှိနေသေးတယ်ပေါ့နော်ဒီဘက်မှာချားပေါ့နော်ဒါပြီးရင်တော့ကောက်မှာပါဘို့လို့ဘယ်ချင်းကောက်မှာလဲ3နိုင်40မှာကောက်အောင်ပါပါလေဘုံရောင်ဒါတော့ပွဲတောင်ခံကိုစီပါနောက်နေ့ရောင်ဒီကိုရဆက်ရလို့ရပါနော်ဒါပြီးဒီမှာဆင်နွှဲခြင်းโอ้ยရောပြီးကတော့တက်ပြီးနားပါရောနိုင်ငံခြားရရင်တခြားနိုင်ငံဟာတယ်ကျွန်တော်တို့ရိုးရာထီးနေပေါ့နော်ပသိမ်ထီးဆိုတော့ထူးဆန်းဖြစ်နေရပါတော့ဒါဆိုဓာတ်ပုံရိုက်ချင်လို့စောင့်နေကြတာပေါ့နော်ကျွန်တော်နိုင်ငံတိမ်ထီးပါတဲ့အဲဒီဒီကတော့တော့မောင်မဲဘာပြောလဲရောဓာတ်ပုံရိုက်လို့လည်းရပါရဲ့လေအော်ပြီးတော့တချို့ကကြလားမရိုက်ရဲဘူးပေါ့နော်အဲအကြောင်းပါဒါကျွန်တော်နိုင်ငံရဲ့ထင်ရထီပသိမ်ထီပါတခြားနိုင်ငံလာပြီးရိုက်ကြရပါတော့ပသိမ်ကြီးနဲ့ဒီဘက်မှာတော့နေဘောတွေဖြစ်ပါတယ်နေဘောတွေကနေရပါတဲ့တီးလင်ကောင်ပေါ့နော်စီးလင်ကောင်တီးနိုင်ငံကတော့ဖုန်းကြီးဖြစ်ပါတယ်ရရဲရရပေါ့နော်ဒါသူတို့ရဲ့ရိုးရာကိုပြထားတာပါဒီကနေ့ကဖျားရည်တက်ပက်လို့လည်းရတာပေါ့နော်ရည်သက်ပဲလို့လေးရတယ်မှာအဆောင်လက်ဖွဲ့လည်းပြီးတယ်ပေါ့နော်အဆောင်လူချင်းလောဒီနောက်မှာကတော့ရောင်းတာတော့တိတ်ပြီးရှားပါတယ်ဒီနောက်ကိုရိုးရာကိုပေါ့နော် promotion ဆင်းတဲ့အနေနဲ့ပြပေးတာလည်းပါတယ်ပေါ့နော်အဆောင်နေသူ့နိုင်ငံအရာတွေကို
စတူဒီတာမျိုးပုံစံကြည့်ရပါတော့ပြီးရင်ဒီမှာဒီစင်မှာပြီးရင်ကျွန်တော်မြန်မာတွေလည်းကပြမှာဖြစ်ပါတယ်ဒီစင်ပေါ်မှာပေါ့နော်ဒါစတိတ်စင်မှာဟိုးပေါ်ကြီးတော့ကမပြဘူးပေါ့နော်ဒီအောက်ကနေပဲကပြမှာပါဒီကျွန်တော်မြန်မာတွေပေါ့နော်ကျွန်တော်အဲ့ဒါလည်းရိုက်ပြီးတင်ပေးမှာဖြစ်ပါတယ်ကိုရီးယားရိုးရာပေါ့နော်ကိုရီးယားရိုးရာတီးပြနေရပါဟိုကင်မရာရဲ့ဓာတ်ရိုက်လွတ်နေတဲ့အရာရောကိုရီးယားအခုတစ်ချိန်ရာသီဥတုကတော့တော်တော်ပူလာပါပြီဒီ9လပိုင်းလေးကိုပေါ့နော်ကျွန်တော်တို့9လပိုင်းနဲ့ဆိုရင်တော့တားပူနဲ့နှစ်လို့ထင်ပါတယ်자, 두 번째 공연이 끝났고요. 5공부가 준비되겠죠? 자, 5공부가 펼쳐집니다. 10月ပေါ့နော် 국악예술교육협회에서 정말 많은 공연들을 준비해 오셨습니다. ဒါဆိုလည်းကျွန်တော်အလကားရရပေါ့နော် 분들에게 선물이죠. ကားရရနေရပါ 준비할 동안 또 ဒီပါ 나눠드릴 ကျွန်တော်ကြာပန်းပုံလုပ်ပြီးရအောင် 대한민국에서 선물 한 번도 못 받아봤다 하시는 분 손들어 보세요. 진짜 복도 지지리도 없는 사람들이 많아. 그래요. 제일 어디서 오셨어요? ကိုယ်တိုင်ဖန်တီးလို့ရတယ်ပေါ့နော်ယူသွားလို့တော့မရပါဘူးတဲ့ဒီကပန်းအလားတွေကိုဖန်တီးတာပေါ့နော်ဒီပါနှစ်ဖက်သလုံးပေါ့နော်ဒီကတော့တင့်နေရပါဟုတ်ကဲ့ပါကျွန်တော်ဒီလိုမျိုးကိုရီးယားနဲ့ဆိုင်တဲ့ vlog တွေလည်းကျွန်တော်ဆက်ပြီးတင်ပေးမှရှိပါတယ်။ကြောက်အောင်ကျွန်တော်ပေကို follow လေးလုပ်ပြီးလို့လည်းရပါတယ်ပေါ့နော်။ကိုရီးယားအကြောင်းတွေဝါသနာပါတယ်ပါဖြစ်တယ်ဆိုကျွန်တော်အများကြီးတင်ပေးမှာပါ။ဟောဒီမှာကျွန်တော်တို့ရှွန့်ပေါ့နော်။အိုးဘက်လုပ်လို့လည်းရပါတယ်။တွေ့အရာတွေပေါ့နော်။တန်ကြီးနေတဲ့အရာတွေပါ။လူများတော့ကျွန်တော်မဝင်တော့ဘူးပေါ့နော်။ဒီမှာဆေးလဲဒီမှာအခမဲ့ကုလို့ရတယ်ပေါ့နော်ဆေးလဲကုလို့ရပါတယ်ဟာခါရလို့ရတယ်နော်ဒီဘဲဘာသာဘဲနာဟိုဟာရေးလေအဲ့လိုကြီးအလုပ်နေမှာကျင်းပတာတော့ကျွန်တော်တို့ဗုဒ္ဓနေ့ကိုကျင်းပတာဖြစ်ပါတယ်ဒါပေမဲ့ကြည့်ချားနိုင်ငံဟာတွေပါလာပြီးဟိုဟာလို့တယ်ပေါ့နော်ကျွန်တော်နိုင်ငံဟိုတလောကဗာဂျန်မှာကျင်းပတာဟိုတခြားဘာသာဝင်တွေကရေမကစားဘူးဘာရင်နဲ့ပေါ့နော်အဲ့လောက်ဒီလူဘမှာရောက်နေတာအစွဲလန်းကြီးမထားနဲ့ပေါ့နော်ပြောတရားရှိအောင်ပြောပါဝမ်းနေတရားရှိအောင်ဝမ်းနေလိုက်ပေါ့နော်အရန်ကြီးဘိုင်းညာကြီးအစွဲလန်းကြီးရှိအောင်မကောင်းပါဘူးကျွန်တော်ဘာသာတိုင်းကိုဘယ်ဘာသာမှကျွန်တော်ပြစ်ပယ်တဲ့လူတော့မဟုတ်ပါဘူးအားလုံးကကောင်းခဲ့လို့လည်းဒီနေ့ဒီချိန်ကြီးရှိခဲ့တာပေါ့နော်မကောင်းရင်ရှိမှာမဟုတ်ပါဘူးအစွန်းရောက်ဝိုင်းတာအဲ့ဘာသာမကောင်းတာပါအားလုံးကကောင်းဖို့အတွက်ပဲဟောခဲ့တာမလို့ဒီနေ့ဒီချိန်ကြီးရှိနေကြတာပါဟာကြောင့်ဘယ်ဘာသာမှကိုလည်းမပုတ်ခက်တင်ဘူးပေါ့နော်ဒါတော့ကိုရီးယားနိုင်ငံမှာကျင်းပနေတဲ့ဗုဒ္ဓနေ့ပါချောနီအိုချီနာလို့ကျွန်တော်ဖះဖွားမြင်လာတဲ့နေ့လို့သူကပြောတာပေါ့နော်ကျွန်တော်တို့ကတော့ဗုဒ္ဓနေ့လို့ကျွန်တော်တို့ကသတ်မှတ်တာဒါပေမဲ့ဗုဒ္ဓနေ့ကတော့နောက်အပတ်မှာပါသူကဒီဘက်ကိုပဲကျင်းပလိုက်ကြပါပေါ့နော်ဒီမှာဆိုရင်ဖះဟိုဟာရစ်တက်ပယ်လို့ရတယ်ပေါ့နော်ဟိုရစ်တက်ပယ်လို့ရပါတယ်ကိုရမှာလည်းအဲ့လိုရှိရပေါ့နော်ရစ်တက်ပယ်လို့ဘုံလုံးလုပ်လို့ရပါတော့မေတော်ရဘေးမှာထုတ်ထားတာပေါ့နော်ဆက်ပြီးကျွန်တော်ပြပါမယ်ခဏနေ4နာရီ4နာရီမှတ်တင်းရောက်ရင်တော့ကျွန်တော်တို့မြန်မာတွေကမှာပေါ့နော်ကျွန်တော်တို့အငိမ့်မင်းသမီးကပြန်မှာဖြစ်ပါတယ်ဟုတ်ဒီရတော့ညားတယ်ပေါ့နော်ဒီနေ့ကကျွန်တော်တို့ Sunday ဖြစ်တာလည်းဖြစ်တယ်ပေါ့နော်ပွဲတော်ဆို Sunday မှာပဲကျင်းပတာပါဒီများတဲ့ချိန်မှာပေါ့နော်မင်းညတော့မီးပုံးပဲကျင်းပါတယ်ဒီနေ့ကတော့ဒီလိုမျိုးအစားအသောက်တွေနဲ့ပေါ့နော်ကိုတခြားနိုင်ငံတွေကလည်းသူတို့ရဲ့ရိုးရာရင်းမှုတွေနဲ့ပြသတဲ့ပွဲတစ်ခုဖြစ်ပါတယ်
고맙습니다. 행복하세요. ဟောဒါလေးပါတယ်ဗောနော်နမင်းနေရောဟောဒီမှာဒါကတော့ဒီကခိုင်းနေပြီဒီเจ้าကနေပြီဥဆောင်ပြီးကျင်းပတာဗောနော်ကျွန်တော်ဒီလိုမျိုးတွေလည်းရှိပါတယ်ဒါဘုရားအနေနဲ့ပြောတာဗောနော်နေလို့ချင်းတော့မရှိပါဘူးဒါတောင်းရနေရနေရဗောနော်ကျွန်တော်ဗုဒ္ဓဘာသာရအရန်ကျေရောတာဆိုတော့တောင်းရဟိုဒါတော့ဖျားเจ้าရင်တော့ဒီမှာဘုံတီးရင်တော့ကိုရီးယားနိုင်ငံကအဲ့လိုဘယ်ရမှာဒီလိုကိုကြိုက်လို့လုံးလို့မရပါဘူးတန်းစီရတယ်ဗောနော်ဟိုတန်းစီပြီးမှရတာပါဒါတော့ဖျားเจ้าနေပါဗောနော်ဖျားเจ้าနေမှာဖြစ်ပါတယ်โอ้ညမဒီချာကိုလှုပ်ထားတာဗောနော်ဒါထိုင်းဖုံဖုံနေပါโอ้ရေတက်ပဲရပါတော့ကျွန်တော်နိုင်ငံလို့ဆိုတော့ဖျားအောင်ကျွန်တော်နိုင်ငံလို့အဲတော့မတူဘူးပေါ့နော်ဖျားဆင်းပြီးတော့ရဖျားရောရေတက်ပဲနေရပါအလူခံဌာနလည်းရှိရပါတော့တူလို့လည်းရပါတယ်ဟောဒီမှာဖျားဆင်းပြီးတော့ကျွန်တော်တက်ပြီးပြမယ်ပေါ့နော်ဒီနာတော့အေးချမ်းတယ်လို့ခံစားပါတယ်ဟိုအပြင်ဘက်မှာတော့တအားပူတယ်ပေါ့နော်ဒီရက်တောင်ဆိုလဲကျွန်တော်ဝမ်းငါတာပေါ့နော်တောင်းလာတော့ပူလို့ဆိုဟိုဖျားဆင်းပြီးတော့အပေါ်တက်ပြီးပြပါမယ်အချက်ကြည့်ပေးပါโอ้ဟိုပေါ်ထိတက်မယ်ဆိုရင်တော့ခဏချော့မှာပါကျွန်တော်တော့မတက်တော့ပါဘူးဟုတ်အပေါ်ထိပေါ့နော်ကိုရီးယားဖျားဆင်းပြီးတော့တွေပါဒါတော့ကျောင်းနိုင်ငံနဲ့ဒီကတော့ဆင်ပါတယ်ဒီဖျားဆင်းပြီးတော့ရရှုနေရမဆင်ဘူးပေါ့နော်ထုလာတာအဲ့တော့ကျွန်တော်နိုင်ငံလို့ဖျားဆင်းလို့တော့လည်းတကယ်ဆင်ပါတယ်ဒီထဲမှာတရုတ်တစီပေါ့နော်ဟိုလိုရပါတယ်ဖက်နဲ့ချော့ပါတယ်ဒါဖျားကျောင်းဆောင်ပေါ့နော်ဒီကရေရှင်ခိုးနေကြတယ်ဖျားဆင်းလို့တော့ကျွန်တော်နိုင်ငံနဲ့ဆင်ပါတယ်ဒီဖျားဆင်းလို့တော့ပေါ့နော်ဒီမှာထိုင်ပြီးရင်တရားဟောတယ်ပေါ့နော်ဒီနာလေးမှာဘုံကြီးရထွက်ပြီအချိန်သူ့ချိန်နဲ့သူကဒီကိုင်းနေပြီးကျင်းပတာဖြစ်ပါတယ်လူများများတယ်ပေါ့နော်ဒီကိုရီးယားလူမျိုးတွေနိုင်ငံသားတွေရောအစုံပါပဲဗုဒ္ဓဘာသာဟုတ်တဲ့သူရောမဟုတ်တဲ့သူတွေရောပေါ့နော်သူကပွဲရောလာပြီးကျင်းပတာပေါ့နော်လာပြီးဆင်နွှဲတာပါဒါဘုဒ္ဓအနေနဲ့ပေါ့နော်သူတို့လာပြီးဆင်နွှဲကြတာဖြစ်ပါတယ်အမွှေးတိုင်းတော့ထွန်းနေထင်ပါတယ်ဘယ်တော့တော့မသိဘူးအမွှေးတိုင်းအနဲ့ရနေပါလေကျွန်တော်집이 된다는 얘기가 아니라အလူခံမှုမနော်အလူငွေထည့်လို့ရပါတယ်ကျွန်တော်အကျွေးမပါလို့မထည့်တော့ပါဘူးโอ้
哦。ကိုယ်ကဒါဒီမှာဖြောင်းနိုင်နေပါထိုးပေါ့နော်ဒီမှာကိုးဝယ်ရတာခုကျနိုင်ငံကိုလေးလာမယ်ဆိုရင်ခုနဲ့ချိန်လေးလာပြီးဒီဘွဲဆင်နွှဲရင်လည်းကောင်းပါတယ်ဘာလို့လဲတော့ဒီခုနဲ့ချိန်ကတိတ်လည်းမပူသေးဘူးပေါ့နော်ဒီကျွန်တော်တို့6လပိုင်းဆိုရင်ခုတဲ့နိုင်ငံပူလာတော့မှာပါခုနဲ့ချိန်ကမပူသေးတဲ့အချိန်ဆိုတော့လဲလို့ပက်လို့ကောင်းပါတယ်ဒါပေမဲ့ဒီနေ့ကတော့အပူစောတယ်ပေါ့နော်ပူစောတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ပူပါတယ်ဒါတော့လူကန်ဌာနပေါ့နော်ဟောဆိုတော့โอ้စီကားတိုင်းမြတ်ဆိုတာနဲ့ကျင်းပါနေဟောနော်ပွဲစည်းတန်းကတော့အရှိကြီးပါကျွန်တော်အကုန်လုံးလိုက်မပြတော့ဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့မြန်မာတွေကအောင်ပါဆိုတော့အိုက်ကအညစ်အောင်ကျွန်တော်တော့ပြီးရိုက်မှာဖြစ်ပါတယ်ဒါမင်းသမီး3လက်ပေါ့နော်အိုက်အကိုတွေကအကကောင်းပါတယ်ဟောတော့ဝေးနိုင်ငံသားတွေပေါ့နော်ပါပြီအောင်ဆင်နွှဲကြ정이 어디 있어?ဟုတ်ကဲ့ပါဒီမှာလည်းအကားပိုင်းလည်းဖြောပြင်းနေပါတော့ရန်ကြီးကဘယ်လိုပြောရမလဲတခုကောင်းတာပေါက်ကြီးဖွင့်လင့်ပြီးအဲ့လိုမျိုးကြီးကျင်းပတာတော့မဟုတ်ဘူးပေါ့နော်ကိုနေရာလေးတော့ကိုပေါက်သေးသေးလေးနဲ့အဲ့လိုမျိုးလေးဖွင့်ပြီးဒီမှာတော့လည်းကြည့်ဘယ်လိုပြောတပန်းသူဒုက္ခမပြေဘူးပေါ့နော်ဟိုအကျော်အကျယ်ကြီးအဟဲကြီးအဲ့လိုမျိုးမရှိဘဲနဲ့ဒီတိုင်းလေးပဲသူကြားရုံတော့အဲ့လိုလေးမြဲထုတ်ထားတာပါရန်ဆိုးပေါ့နော်ဒါမျိုးလေးကလည်းကျွန်တော်အတူအတင်းတဲ့ထဲမှာပါတယ်ကျွန်တော်နိုင်ငံမှာဆိုပွဲလန်းတစ်ပင်ဆိုပေါက်ကြီးရဲ့အကျယ်ကြီးဖွင့်ပြီးပေါ့နော်ကျင်းသွားကြတာဒီမှာဆိုရင်ပေါက်လေးရောက်မှာသူတနာကြတာပဲသူကျင်းပါတယ်ဘေးပတ်ဝန်းကျင်ကိုမထိကြိုက်တော့ဘူးပေါ့နော်မဲဌာနရအများကြီးမှာဆိုရင်ယောဂကာယကျင့်လို့ရအောင်ကျူးလို့ဒါရဲ့ဒီမှာဆရာတင်ပြနေပါတော့ဒါရ free တွေပါအဲ့လိုမျိုးရရှိပါတော့အကျိုးပြုတဲ့ရတယ်လူတို့တဲ့ဒီလူတို့အကြောင်းအရာလဲကျွန်တော်အများနဲ့တင်ဆက်ပေးနေပါမယ်ကျွန်တော် YouTube မှာလဲကျွန်တော်ရဲ့အကောင့်ရှိပါတယ်မျိုးဆက်အောင်ဆိုပြီးပေါ့နော်ဟိုပါတော့네네네. QR 코드 찍고 체험 한번 해보시겠어요? 아니 괜찮아요 시간이 없습니다 여기ကျွန်တော်QR code ဖွင့်ခိုင်းတာနော်ဒီ YouTube မှာရှားပြီးချိန်ခိုင်းတာ그 실제로 그런 느낌 효과들ဒါရေတက်ပဲရအောင်နော်ဒီနောက်မှာတော့အကြီးဆုံးနေရပါနိုင်ငံခြားသားရောပေါ့နော်ဘာပြောသူတို့ကတော့တည်ရတယ်နိုင်ငံခြားသားတွေကတော့ free style အနောက်နိုင်ငံကအဲ့လိုဒီတော့ကနေရမဟုတ်ဘူးပေါ့နော်ကျွန်တော်အဲ့ style ကိုကြိုက်ပါတယ်ဟာဆွလို့ရပါကျင်ထားရပါတော့ဟာနာမည်ဝါဝါရေပေါ့ညရှောင်းလားအိုးနေရာတော့ပူးလာပါပြီဟိုခဏ straight စင်သွားနေပါတော့ကျွန်တော်မြန်မာရှိတဲ့ရက်ကိုပြန်သွားနေရပါဟောတန်းတော့အရှိကြီးပေါ့နော်ဒါပေမဲ့အဲ့လောက်ထိမသွားတော့ပါဘူးဒီလောက်ဆိုတော့တော့တန်းတော့ဘူးတရတော့ရမယ်ထင်ပါတယ်ဒါကိုရီးယားနိုင်ငံမှာကျင်းပတဲ့ဗုဒ္ဓနေ့ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီမြန်မာအငိမ့်ကပြောင်းမှာဖြောပြပြောင်းမှာပေါ့နော်အိုက်ပွဲနဲ့ကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ်အိုက်ပွဲကိုစောင့်ရမယ်ပေါ့နော်ဟောတော့တန်းစီရတယ်ပေါ့နော်
ကိုဘာလို့ချင်လဲလို့ချင်တဲ့ရအောင်တင်းကရောမလို့ဘူးပေါ့နော်โอ้ဒီမှာကျုံးနဲ့ပြစ်လို့ရတယ်ပေါ့နော်ကလေးပြက်ဟဲ့တော့ကျွန်တော်နေရာကိုပြန်ရောက်လာပါပြီတော့နိုင်ငံအောင်မှာပုံပေါ့နော်ကိုရီးယားရဲ့ပုံနေတီးလို့ရအောင်ကော်ဖီတောင်းမဆောက်ရအောင်နော်မြန်မာကော်ဖီတစ်ဖက်ယူပေါ့နော်တီးဆောက်နေပါကျင်းနေများပါတယ်ရရမောလာဆက်ပါစေကောင်းနေရတပတ်ယူနော်ပြီးတော့မှပြန်ရပါမယ် 성장하는 모습을 고마워요. 봅니다. 정말 노래 실력이 일신우일신하는 것 같아요. 내년에 또 기대가 됩니다. 자, 다음은 미얀마의 예술적 숨결을 느껴볼 수 있는 그런 시간입니다. 미얀마 전통춤을 준비했는데요. ကလည်းကပြီးသွားပြီပေါ့နော်ညီမလေးဒီအခုလေးကကောင်းပါတယ်ကျွန်တော်ကြိုက်တဲ့ချင်းနဲ့ကပါပေါ့နော်ဒါပေမဲ့အဲ့ကဗီဒီယိုတော့ကျွန်တော်တက်တက်တင်มาဖြစ်ပါတယ်ဘာလို့လဲနည်းနည်းရှည်ပါတယ်အဲ့ဒါကြောင့်မလို့ဒါဒီနေ့တော့ဒီလောက်ပါပဲပေါ့နော်ဒါကျွန်တော်ရိုက်ထားလေစုံသွားပြီဆိုတော့ဒါကိုရီးယားမှာရောက်နေတဲ့သူလည်းနောက်နဲ့လာပြီးဒီပွဲကိုလာသေးကြပါတယ်ဘာလို့လဲဆိုတော့တစ်နှစ်မှာတစ်ကြိမ်ပဲဆိုတော့လေအဲ့ကြောင့်မလို့ကျွန်တော်ဂျုံကတ်ရော့နားမှာပါဂျုံကတ်ရော့ထပ်ပေါက်နှစ်မှာပေါ့နော်အဲ့ကိုရီးယားရောက်နေသူလာပြီးဆင်နွှဲကြည့်ပါဝိသုဒ္ဓရရပါတော့ဟိုအိမ်ဝါနေပါမဟုတ်ဘူးနဲ့အကြောင်းမလို့ကဒါတော့ဒီမှာကျွန်တော်မြန်မာပေါ့နော်မြန်မာတယ်미얀마 불교잘ဟုတ်တယ်ဘုံရတီးနေပါတယ်ဟုတ်ကဲ့ပါဒါဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်လည်းပြန်တော့ပဲပေါ့နော်တော့ပြန်မှာရထားစီးရမှာမလို့ပါနောက်နေ့မကြံသေးရင်တော့ဒီနေ့မှာစုံတင်ပါသေးတယ်နောက်နေ့လည်းလာမယ်ပေါ့နော်နောက်နေ့မှာတစ်ခါပြပါမယ်ပြန်ပြက်သွားရင်တော့မြန်မာပြည်ပြန်သွားရင်တော့လာပြတော့မှာမဟုတ်တော့ပါဘူးကားလာရပေါ့နော်